ကဲဒီနေ့ကျွန်တော်ထိုင်းနိုင်ငံကပေါ့နော်ဒီလောက်အားကားနဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်လေးပြောပြပေးမယ်။အရင်ဆုံးကျွန်တော်ထိုင်းစတက်တာကပေါ့နော်6လပိုင်း16ရက်နေ့2023ပေါ့။အဲ့တော့ကျွန်တော်ထိုင်းအောင်စတက်တာအဲ့ဒီတုန်းကလောက်အားကားကိုရင်ပြောပြပေးမယ်နော်။အဲ့ဒီတုန်းကကျွန်တော်လောက်အားကားဘယ်လောက်ရလဲဆိုတော့ကျွန်တော်ဘာမှမရှိဘူးထောက်ထားမရှိဘဲနဲ့အောက်လန်းနေတက်လာတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအရှိကန်လာစာဘယ်လောက်ရလဲဆိုတော့ဒါကျွန်တော်တို့လောက်တဲ့ဆက်ရုံမှာပေးတာကိုကျွန်တော်ပြောပြပေးမယ်နော်။တခြားဆက်ရုံတွေတော့မသိဘူးပေါ့အဲ့ဒီတုန်းကကျွန်တော်တို့ထောက်ထားမရှိတဲ့သူကိုဒီဆက်ရုံကနေပြီးတော့တရက်ကို310ပေးတယ်ပတ်310OD တနာရီကိုပတ်40ပေးတယ်ဒီနေ့ OD 2နာရီနဲ့လောက်ဆင်းနေဆိုရင်ဒီနေ့လောက310 OD က40 2နာရီဆိုတော့80အဲ့တော့390ရတယ်တရက်ကိုအထောက်ထားရှိတဲ့သူကြတော့ဗျာဘယ်လောက်ပေးလဲဆိုတော့အဲ့ဒီတုန်းကထောက်ထားရှိတဲ့သူဆိုတော့ဒီဘောပါမစ်တွေပါလုပ်ပြီးသားလူပတ်အောင်ကတွေပါရိုက်ပြီးသားလူဒီ CI စာအုပ်တွေပါရှိတဲ့သူမျိုးတွေကိုသူတို့ကအဲ့ဒီတုန်းကတစ်နေ့ကို350ပေးတယ်350ဟိုမှာOD ကြတော့တနာရီ50ပေးတယ်သူတရက်အလုပ်ဆင်းလို့ရှိရင် OD 2နာရီရှိရဆိုရင်တရက်လောက350 OD 2နာရီကတနာရီ50 2နာရီဆို100ဆိုတော့သူတစ်နေ့ကို450ရတယ်OD မရှိဘူးဆိုတော့ပုံမှန်ပါဗျာတရက်ကို310ရတယ်ထောက်ထားမရှိရင်ထောက်ထားရှိရလူက350ရတယ်ဒီနေရာမှာအဓိကကျွန်တော်ပြောချင်တာပါဗျာဒီထိုင်းနိုင်ငံကိုလာမယ်မြန်မာပြည်ကနေစတက်မယ်ဆိုရင်ဒါပို့ပေးတဲ့ဂျားကန်ပွဲစားရရှိတယ်ဗျာအောက်လန်းလာမယ်ဆိုဘယ်လောက်ရတယ်တစ်လောက်15သိန်းရတယ်30ရတယ်သိန်းစိတ်ရတယ်အဲ့ဒါရမဟုတ်ဘူးဗျာတကယ်အဲ့လောက်ကြီးမရဘူးကျွန်တော်တို့ဒီမှာဗျာတရက်ကိုအခုဆိုဗျာကျွန်တော်တို့ဒါထိုင်းနိုင်ငံတနိုင်ငံလုံးမှာပုံမှန်လောက်အားကပေါ့အထောက်ထားမရှိရလို့မဟုတ်ဘူးပေါ့အထောက်ထားရှိရသူဆိုရင်ဒီတရက်ကို400ဗျာတနိုင်ငံလုံးသတ်မှတ်လိုက်ပြီဒါအရှိကန်လာတာ400တရက်ကိုအဲ့တော့တရက်400ဗျာကျွန်တော်တို့တစ်လမှာ4ဘက်ရှိတယ်ဗျာ4ဘက်ရှိတော့တနင်္ဂနွေတရက်ပိတ်တယ်ဗျာအဲ့တော့6 4 24 20နဲ့4ရက်ဆင်းရတယ်အဲ့တော့24ကိုကျွန်တော်တို့ရတယ်400နဲ့မြှောက်ကြည့်လိုက်ဗျာဘယ်လောက်ရလဲဒီမြန်မာငွေနဲ့ပေါ့ဒီ3သိန်းကိုဘတ်800ဆိုတော့ကျွန်တော်တစ်လကို9600ဆိုတော့ဘယ်လောက်ရလဲကျွန်တော်တွက်ပြပေးမယ်နော်12သိန်းဝန်းကျင်ရတယ်ဗျာဒီတစ်လောက်ထိုင်းနိုင်ငံမှာတစ်လောက်12သိန်းဝန်းကျင်ဒါအထောက်ထားရှိရသူနော်ထောက်ထားမရှိရသူဆိုရင်တစ်လောက်8သိန်း9သိန်းဒါလောက်ပဲဒါလက်ရှိပေါက်ဈေးရလဲ3သိန်းကိုဘတ်800ပေါ့ဒီ2026နှစ်လပိုင်းမှာအဲ့တော့ထိုင်းဘတ်တစ်ဘတ်ကိုမြန်မာငွေဘယ်လောက်တော့ကြမလဲဆိုတော့125ကျပ်လောက်တော့ကြမယ်ထိုင်းဘတ်တစ်ဘတ်ကိုမြန်မာငွေ125ကျပ်အဲ့ဈေးနဲ့တွက်တာပါဗျာငွေဈေးတက်ကြပုံမူဒီအပြောင်းလဲရှိနိုင်တယ်ခန့်မှန်းကြည့်ရတော့ကျွန်တော်တစ်လောက်ကိုထိုင်းမှာလွတ်တယ်တစ်လားဘယ်လောက်ရတယ်12သိန်းရတယ်ဒါပေမဲ့အဲ့12သိန်းကကျွန်တော်တို့အကုန်လုံးရတာမဟုတ်ဘူးဗျာကျွန်တော်တို့ဒီ passport ကြီးဖြတ်တာရှိတယ် passport ကြီးကျေသွားနေမှာပဲဒီစာအုပ်ကိုနောက်နှစ်သက်တမ်းတိုးဖို့အတွက်ပတ်စံတွေကြိုဖြတ်တာရှိတယ်ကျွန်တော်တို့လောကတွေကနေပြီးတော့ကျမကြီးအတွက်ပကံဘိုးတွေဖြတ်တာရှိတယ်ပြီးကျွန်တော်တို့အခန်းကပေးရတာရှိတယ်ပြီးစားစရိတ်တွေရှိတယ်ပြီးခြေကမီးကအစုံပေါ့ဗျာဖုံးပေးဖို့အဲ့လိုမျိုးနှုတ်လိုက်ရှင်ဗျာတကယ်တမ်းတော့အဲ့လောက်ကြီးပတ်စံမကြံဘူးကျွန်တော်ဒီပွဲစားကြီးပြောသလိုတစ်လားကို15သိန်းရတယ်30ရတယ်သိန်းစိတ်ရတယ်ဒီရတဲ့ပတ်စံတွေအတက်တယ်မဟုတ်ဘူးဗျာကျွန်တော်တို့ဒီအခန်းကပေးရတယ်ဗာညာဟိုဟာဘို့ဒါဘို့ဒီကြားတဲ့ကိုသုံးတာဆွဲတာတခါလေလက်လုံပြီးသုံးမိရပါတယ်တခါလေအိမ်အောင်ပြန်မပို့နိုင်ဘူးဗျာအဲ့လိုမျိုးတွေပေါ့အဲ့လိုဆိုတော့ဒီပွဲစားကြီးပြောတဲ့စကားကိုကျွန်တော်ကတော့မယုံသေးဘူးဗျာတကယ်လို့မြန်မာပြည်ကနေထိုင်းအောင်တက်မယ်ဆိုရင်ဒီပေါ့ကိုမိသားစုဒါမှမဟုတ်ဆွေမျိုးအပေါင်းအသင်းတဲကဒီလိုမျိုးထိုင်းမှာရောက်နေတဲ့သူတွေကိုနဲ့အတိအမဲ့ရှိရဆိုရင်ချိတ်ဆက်ပြီးတော့တက်လာကြလို့ရတယ်ဗျာဒါမှမဟုတ် playing တခြားလူကပြောပေးလို့ဘယ်သူကဘယ်မှာလုပ်လို့ရတယ်ဘယ်မှာလုပ်လို့ရဆိုပြီးတက်လာတာမျိုးဆိုရင်တော့သိကြတယ်မိတ်ဆွေဒုက္ခရောက်ဖို့များတယ်တကယ်မလွယ်ဘူးပေါ့နော်အော်လန်တက်တဲ့လူတွေကတကယ်မလွယ်ဘူးတော့လောက်ကင်နဲ့ရောက်ဖို့ရှားတယ်ရကင်တော့မှပဲဗျာအထောက်အထားမရှိတဲ့အတွက်ကိုကဒီအထောက်အထားရအောင်လို့ကျွန်တော်တို့ကဒီအလုပ်တစ်ခုမှာတစ်နှစ်ခွဲ2နှစ်ကျွန်တော်ဆိုဗျာထိုင်းရောက်တာ2နှစ်ကျော်သွားပြီဗျာဒါပေမဲ့အခုထိကျွန်တော်တို့မှာ CI စာအုပ်လည်းမရောက်သေးဘူးဟိုပတ်ရောင်ကလေးပါကြီးလောက်ပဲရသေးတယ်ဒီမှာထိုင်းမှာလည်းသူတို့ကဥပဒေအပြောင်းလဲရှိတယ်ဝင်ကြီးချုပ်ပြောင်းရင်ဥပဒေပြောင်းတယ်ဥပဒေပြောင်းလို့ရှိရင်ကျွန်တော်တို့လုပ်ပေးမဲ့ဒီစာရွက်စာတမ်းကိစ္စတွေပါတွေကနောက်ကိုစုပ်သွားတယ်အဲ့လိုနောက်ဆုံးနေနဲ့ဆောင်းနေနဲ့ကျွန်တော်ဆိုဗျာဒီ2နှစ်ကျော်လာပြီဒါပေမဲ့လက်ထက်မှာ CI စာအုပ်ပါညာအဲ့လိုမျိုးထောက်ထားပြည့်စုံမရသေးဘူးအဲ့တော့မြန်မာပြည်ကနေထိုင်းတက်မဲ့လူတွေက
ငါမှပတ်စံရှိရပဲဟိုရောက်မှလှုပ်လို့ရပဲအဲ့ဒါလုံးဝအမှားကြီးနော်ဒီမှာကသူတို့ဖွင့်ပေးတဲ့ရက်ကိုကျွန်တော်တို့ကလှုပ်ရတာသူတို့ရုံးဖွင့်နေကြမှာကျွန်တော်တို့ကသွားလှုပ်ရတာသူတို့ရှိမှာပတ်စံရှိတိုင်းကိုကသွားလှုပ်လို့မရအောင်အဲ့လိုမျိုးတော့ရှိရနော်တချို့ကလို့မှားကြတယ်ဒီငါမှပတ်စံရှိရပဲဟိုရောက်မှလှုပ်လို့ရတယ်မဲဆောက်ရောက်မှလှုပ်ပေးမယ်ညဝတီရောက်မှလှုပ်ပေးမယ်ဘန်ကောက်ရောက်မှလှုပ်ပေးမယ်အဲ့လိုလိန်တဲ့ပွဲစားတွေပြောတာပါတကယ်ကောင်းတဲ့ပွဲစားတွေရှိပါဒါပေမဲ့လိန်တွေကများတယ်သူတို့စကားတွေကိုဟိုပါပေါ့သူတို့ပြောတဲ့တိုင်းချောက်ပြောပြီးတော့မှဖြစ်လာသူတို့တာဝန်မယူပြီးရင်ညီမပြည်သားရဒီမှာဒုက္ခတွေရောက်ဒုက္ခတွေရောက်အဲ့လိုမျိုးအနေထားရှိတယ်အဓိကကျွန်တော်ပြောချင်တာကတော့ဒီဗီဒီယိုကြည့်နေသူကပေါ့နော်အဓိကတော့ဒီထိုင်းမှာရောက်ပြီးသားသူဆိုတော့ဒါကြည့်ကြမလို့ပေါ့ဒါထိုင်းနိုင်ငံကြောင့်တည်နေဘုမမြန်မာပြည်ကနေထိုင်းတက်မယ်ဒါမှမဟုတ်ထိုင်းမြန်မာပြည်မှာပဲနေနေရထိုင်းနိုင်ငံကြောင့်မသိဘူးဟိုမှာကိုညီကောင်မောင်နှမရထိုင်းမှာလောက်သွားလောက်တယ်သူတို့ပတ်စံတွေဘယ်လောက်ရကြလဲသိချင်တဲ့သူတွေအတွက်ကျွန်တော်ပြောပြပေးတယ်အဲ့တော့ဒီရှေ့အကြောင်းပြန်ဆက်ရရင်ကျွန်တော်တို့အခုလက်ရှိမှာ2026မှာထိုင်းမှာအခြေခံလာစာတရက်ကို400ဖြစ်သွားပြီဒီထောက်ထားရှိတဲ့သူတိုင်းပြီးရင် OTG ကတော့မျိုးမျိုးရှိတယ်ဗျာကျွန်တော်စက်ရုံနေဆိုထောက်ထားရှိရတော့မှာပဲ OT ကတနား50ပဲရအဲတချို့အလုပ်ကောင်းတဲ့စက်ရုံအကြီးကြီးဆိုရင် OT တနားကို65ဘတ်68ဘတ်ချို့စက်ရုံနေဆို OT 85ဘတ်အဲ့လောက်ထိရကြတယ်အဓိကတော့စက်ရုံမှာမူတရားပါဗျာဒီစက်ရုံကဒါအကြီးတယ်လူတွေဒါအများတယ်အုပ်ချုပ်တဲ့လူကတအားနဲ့အလုပ်ကောင်းတယ်အလုပ်တွေဇက်တိုက်လုပ်ရတယ် OT ဇက်တိုက်ရတယ်ဆိုရင်ဒီတလောက်ပေါ့ထိုင်းဘတ်ငွေလောက်အားကတလောက်19000 18000အဲ့လောက်ကပြေးမလို့ဘူးဗျ OT ရောအများဆင်းရဆိုရင်ဒါမှမဟုတ်ကျွန်တော်တို့လိုပဲစက်ရုံသေးဒီလိုပုံမှန်ပဲအလုပ်လေးပိတ်လိုက်ဖွင့်လိုက်နဲ့ဆင်းနေရစက်ရုံဆိုတော့တလောက်9000 8000 9000 9600တခါလေအလုပ်တအားကောင်းရင်1000အဲ့လောက်ပဲဗျအဲ့ဒါမပို့ချိုးကြလဲထင်တယ်ဗျာထိုင်းနိုင်ငံရောက်သွားပြီးတော့ဒါကလည်းအဆင်ပြေသွားတယ်ထင်ကြတယ်နိုင်ငံမြန်မာပြည်ကနေနိုင်ငံခြားတက်သွားတယ်အဆင်ပြေထင်တာဒါပေမဲ့မြန်မာပြည်ကနေထိုင်းတက်လာလူတွေကအဲ့လောက်ကြီးအဆင်မပြေဘူးတကယ်ပြေတာကျွန်တော်တို့ဒီမလေးရှားသွားတဲ့လူမျိုးစင်ကာပူသွားတဲ့လူမျိုးဒါမှမဟုတ်တချို့နိုင်ငံတွေသွားတာမျိုးရှိတယ်ကျွန်တော်တကယ်ရင်တယောက်ဗျာသူကဒီ UAE နိုင်ငံမှာပေါ့ဒီပြောရတော့အိမ်အကူပေါ့ဗျာသွားလောက်တာသူဆိုရှင်နေစိတ်စားတဲ့ငိန်တလောက်ဗျာမြန်မာငွေနဲ့12သိန်းအဲ့လောက်ပဲရတချို့ကထင်တာဗျာနိုင်ငံသားသွားပြီးဆိုတလောက်20 30 40 50အဲ့လိုရကြမယ်ထင်တာတကယ်တော့မရဘူးထိုင်းမှာဆိုရင်ပုံမှန်လောက်တဲ့လူတာမန်လောက်သမားတလောက်12သိန်း13သိန်းတာပဲဟိုဒီဒါအဆင်းရတယ်စက်ရုံကဒါကောင်းတယ်ဆိုမှတလောက်20အဲ့လောက်ဝင်ကျင်ပဲဟိုတားနဲ့ကိုကထိုင်းစကားတက်တယ်ထိုင်းစကားလည်းရေးတတ်တယ်စက်ရုံမှာလည်းကိုကနေရာကောင်းတစ်ခုမှရှိနေရဲ့အကြီးကဲပုံစံမျိုးဆိုရင်တော့တလောက်20 30အဲ့လောက်ကတော့ရနိုင်တယ်ဗျဒါအမျိုးမျိုးပေါ့လောက်ပေါ်မူတည်ပြီးတော့ဒီရတဲ့ငွေကြေးအခကြေးငွေရလည်းကွာသွားတာရှိတယ်ကဲအဲ့တော့တည်တဲ့လောက်လည်းတည်ပြီလို့ထင်နေဗျာဘာလို့ဆိုကျွန်တော်လည်းပြောပြတာစုံသွားပြီအဲ့တော့အဓိကမှားချင်တာကဗျာထိုင်းကိုလာမယ်မြန်မာပြည်ကနေဆိုရင်တွေ့လေရကြုံရလူနဲ့မလာပါနဲ့တွေ့လေရကြုံရပွဲသားနဲ့စကားတွေကိုယုံပြီးမလာပါနဲ့တကယ်လို့လာမယ်ဆိုရင်ကျွန်တော်ပြောတဲ့ဟာလေးတွေကိုပြန်ပြီးနားထောင်ပေးပါဘာလို့ဆိုတော့ကျွန်တော်ကလက်ရှိရောက်နေဖြစ်တဲ့အတွက်ဒီမှာတွေ့နေမြင်နေရတာအကုန်လုံးသိနေတယ်အဲ့လိုလိန်တာတွေပြူတာတွေတချို့ဆိုခေါ်သွားပြီးတော့အလုံးမဟွာဖြစ်ဖြစ်နဲ့အလုံးသွင်းမင်းနဲ့လို့ထားပစ်ခဲ့တာတွေကားနဲ့ခေါ်သွားပြီးတော့ဗျာဟိုနားမှာထားခဲ့တယ်ဒီနားမှာထားခဲ့တယ်ပလိတ်ကဖမ်းမိတယ်အထောက်ထားရှိလားဆိုတော့အထောက်ထားမရှိဘူးအဲ့လိုမျိုးအများကြီးပေါ့ဗျာဒါတော့ကျွန်တော်နောက်မှအသေးသေးပြပါမယ်ဗျာလောလောဆယ်ကတော့ကျွန်တော်အားတဲ့ကြားတွေကနေမအားတဲ့ကြားတွေကနေရောလုပ်ပေးတာဖြစ်တဲ့တော့ကဗီဒီယိုအရင်မရှိတာပေါ့နော်အောင်ဆိုကြည့်ရလို့လဲပြင်းသွားမှာဆိုလို့ဗျာပြီးတော့ကျွန်တော်ကောက်အောင်ဗျာ subscribe လုပ်ပေးတဲ့လူတွေရှိတယ်တကယ်ကျေးဇူးတင်တယ်ဗျာကျွန်တော်အခုမှအစဖြစ်တဲ့အတွက်ကိုကလိုအပ်ချက်ကရှိမှာပဲပြီးတော့ဘာမှမသိတဲ့အတွက်ကဘယ်သူမှလည်း subscribe လုပ်ပြီးကြည့်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီ Facebook တို့ Facebook တို့ TikTok တို့မှာဗျာကျွန်တော်တို့ follower ရှားတာအရင်လွယ်တယ်ပြီးတော့တပုတ်တင်ပြီးတော့ကိုကတယောက်ကို follow လုပ်လိုက်တယ်သူကကိုပြန် follow လုပ်တယ်ဒါပြော follower ဖြစ်သွားတယ် follower 1000ဆိုတာခဏလေးရှာလို့ရတယ်ဒါပေမဲ့ဒီ YouTube မှာကြတော့ဗျာ YouTube ရဲ့ order မြင့်တယ် YouTube ကဒီ order မြင့်တဲ့တော့ကကျွန်တော်တို့ဒီ TikTok follower TikTok တို့ Facebook တို့မှာဗျာ follower 1000ရှိရတဲ့ YouTube မှာ follower 1000ရှိဘူးကတကယ်မလွယ်ဘူးအဲ့တော့ကျွန်တော် follow subscribe လုပ်ပေးတဲ့လူတွေကျွန်တော်ကျေးဇူးအများကြီးတင်တယ်တကယ်လို့ဒီဗီဒီယိုကြည့်နေသူကအဲ့လို subscribe မလုပ်ရသေးရင်ကူညီပေးခဲ့လို့ရပါတယ်ကျွန်တော် subscribe 1000ပြည့်အောင်လုပ်ဖို့ဒီကြိုးစားပါမယ်အဲ့အတွက်နောက်ပိုင်းတည်ကျင်တာရှိရင်လည်းကျွန်တော်ဒီ comment လေးမှာမေးခဲ့လို့ရတယ်ကျွန်တော်တည်တဲ့လောက်ပြန်ပြောပေးမယ်နော်တကယ်လို့မသိခဲ့ရင်လည်းကျွန်တော်ရှာဖွေပြီးတော့အနေပါစုံစမ်းပြီးတော့ပြောပြပေးမယ်
ကျွန်တော်ကို subscribe လေးနဲ့ကူညီပေးကြလို့ရပါတယ်ကဲ bye bye